တောဆောင်နတ်နဲ့တစ်ပင်ကြီးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့လူသူမနီးတဲ့တောနတ်ထဲကတကယ်ဖြစ်ရမှန်တရေဇလန်းတပုတ်ပါဒီဇလန်းပါနိုင်ထောင်နေရင်းနဲ့တင်ပီနာမှာတစုံတယောက်ရှိနေတယ်လို့မျိုးခံစားရစေမှာပါဇလန်းရဲ့အဓိကဆက်ဆောင်ကတော့ကိုကျော်ပါသူက2014ခုနှစ်ဝန်းကျင်ကရှမ်းပြည်ဘကနယ်ဆက်ရွာလေးတရွာမှာတစ်တော်စီမံကိန်းနဲ့တာဝန်ကျခဲ့တာပါအဲ့ဒီရွာလေးကလမ်းပန်းဆက်သွယ်ရေးခက်ခဲယုံတင်မကပဲရွာသားတွေရဲ့ယုံကြည်မှုတွေကလည်းတော်တော်လေးထူးဆန်းပါတယ်အထူးသဖြင့်ရွာရဲ့အနောက်ဘက်ကမှောင်တော်လို့ခေါ်တဲ့နေရာအကြောင်းပေါ့ကိုကျော်ရောက်ချင်းနေမှာပဲရွာလူကြီးဦးပါတောင်ကခေါ်ပြောပါတယ်ဆရာကျော်ဒီမှာနေရင်တခုပဲသတိထားပါညဘက်8 နာရီကျော်ရင်အပြင်မထွက်ပါနဲ့အထူးသဖြင့်ဟိုအနောက်ဘက်ကညောင်ပီအိုကြီးစီကိုဘယ်တော့မှခြေဦးမလဲပါနဲ့အဲ့ဒီမှာနေတဲ့သူကဧည့်သည်ဆိုရင်အရန်အလုပ်လုပ်ချင်တာကိုကျော်ကရှယ်ပြီးပြန်ပြောခဲ့ပါတယ်ဦးလေးကလည်းကျွန်တော်ကတိတ်ဖန်ခင်မှကြီးပြင်းလာတာမှာတရေဆိုလားထက်တောကောင်လေးကိုပဲကြောက်ပါတယ်လူမသိရင်နတ်မသိပါဘူးဗျာဒါပေမဲ့ဦးပါတောင်းရဲ့မျက်နာကပြတ်သွားပြီးဘာမှထပ်မပြောပဲထွက်သွားပါတယ်အဲ့ဒီနေ့ကစပြီးကိုကျော်နေရတဲ့ဝန်တန်းအိမ်ယာလေးဟာတဖြည်းဖြည်းခြောက်ကြားဖို့ကောင်းလာပါတယ်တာဝန်ကြပြီးတပတ်အကြာလာပြညတညာမှာမော်ကိုကျော်ကအစီရင်ခံရေးနေရင်းနဲ့ည7 နာရီခွဲလောက်မှအပြင်ကနေထူးဆန်းတဲ့အတန်ကိုကြားလိုက်ရပါတယ်ဘုံဘုံဘုံတစုံတယောက်ကတစ်ပင်ကိုအားနဲ့ပေါက်နေတဲ့အတန်မှာကိုကျော်ကတောလိုက်မုတ်ဆိုးတွေတစ်ပင်လာခုတ်တာလားဆိုပြီးတည်င်းပေါက်ကနေလှမ်းကြည့်ပါတယ်ဒါပေမဲ့ဘာမှမမြင်ရပါဘူးအတန်ကညောင်ပင်ကြီးရှိတဲ့ဘက်ကလာနေတာပါကိုကျော်ကစူးစမ်းခြင်းစိတ်နဲ့ဓာတ်မီယူတုတ်တချောင်းကင်ပြီးအပြင်ထွက်ခဲ့ပါတယ်တော်လန်းလေးအတိုင်းရှောက်သွားရင်လေးကပိုအေးလာသလိုပတ်ဝန်းကျင်ကလည်းပုံမှန်ထက်ပိုတိတ်ဆိတ်နေပါတယ်ဓာတ်မီရောင်ကတစ်ပင်ချေရင်ကိုရောက်သွားတဲ့အခါညောင်ပင်ကြီးရဲ့အောက်မှာလူတယောက်ရှက်နေပါတယ်ကြောပေးထားတာပါကိုကျော်ကအော်မေးလိုက်ပါတယ်ဟေးလူဒီအချိန်ကြီးဘာလုပ်နေတာလဲအဲ့ဒီလူကဖြည်းဖြည်းချင်းလှည့်လာပါတယ်လှည့်လာတဲ့အချိန်ပါသူ့ရဲ့လေပင်ကပုံမှန်ထက်ရှည်ထွားတယ်လို့ပဲလို့ကိုကျော်ကဆိုပါတယ်တံမီနဲ့မျက်နာကိုထိုးကြည့်လိုက်တဲ့အခါကိုကျော်အသက်ရှူရှက်မတတ်ဖြစ်သွားပါလေအဲ့ဒီအရာမှာမျက်လုံးမှမရှိပါဘူးမျက်တွင်းဟောင်းလောင်းကြီးတွေနဲ့ပါးစပ်ကနားရွက်တစ်ထီပြဲနေပါတယ်ပြီးတော့သူ့ရဲ့ခြေထောက်တွေကမြေကြီးပေါ်မှာမရှိပဲလေလဲမှာတုန်ခါနေတာပါမင်းငါ့ကိုမြင်ကျင်လွတ်လာတာလားအတန်ကပတ်ဝန်းကျင်ကထွက်လာတာမဟုတ်ဘဲကိုကျော်ရဲ့အုံနောက်ထဲကိုတိုက်ရိုက်ဝင်သွားတယ်လို့မျိုးဟိန်းထွာနေပါတယ်ကိုကျော်လှည့်ပြေးပါတော့တယ်ကိုကျော်ပြေးနေရင်နဲ့တတိထားမိတာကသူဘလောက်ပြေးပြေးအဲ့ဒီညောင်ပင်ကြီးကိုပြန်မြင်နေတာပါတောမော်မိနေတာပေါ့နောက်ကနေဟီဟီဟီဆိုတဲ့ရှဲတန်းကကပ်ပါလာပါတယ်ရုတ်တရက်ဆိုသလိုကိုကျော်ရဲ့ပခုံးပေါ်ကိုအေးအေးဆက်ဆက်လက်ချောင်းကြီးတွေကျလာပါတယ်အဲ့ဒီလက်တွေကအယိုးဖြူးဖြူးကြီးတွေပါကိုကျော်ကပရားစာကိုအော်ရွံ့ရင်ရုန်းကန်ပါတယ်အဲ့ဒီအချိန်မှာပဲဝေးဝေးကနေထက်မီရှောင်းနဲ့ဥပါတောင်းတော့အဖွဲလျှောက်လာကိုမြင်လိုက်တဲ့အချိန်မှာကိုကျော်ရဲ့မျက်လုံးတွေမှောင်အတိကျသွားပါတော့တယ်
ကိုကျော်နိုးလာတော့ရွာဦးကျောင်းမှာပါသူ့ရဲ့ခြေထောက်နဲ့ပခုံးမှာတော့မီးလောင်ထားသလိုမျိုးအနက်ရောင်လက်ဝါးရာတွေကျန်ခဲ့ပါတယ်ဦးပါတောင်းကပြောပြပါတယ်ဆရာကျော်ကန်ကောင်းလူအဲ့ဒီညောင်ပင်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရွာကိုလွတ်ရိုက်တဲ့ရွာသူမတယောက်ဆွဲလန်းနေလားသူကလူစိမ်းဆိုရင်တိတ်မုံတာကိုကျော်ကတော့အဲ့ဒီဖြစ်ရပြီးတဲ့ကလေးကတော်တဲ့ကိုတယောက်တည်းဘဲတော့မှမသွားတော့ပါဘူးအခုချိန်ကြီးလဲညဘက်ညောင်ပင်အိုကြီးတွေကိုမြင်ရင်ကြောချမ်းနေမိတုံးပါပဲဒီဇလန်းကကျွန်တော်တို့ကိုဗသင်ခန်းစာပေးလဲဆိုတော့ကိုမသိတဲ့နေမြေဒေတာတစ်ခုရဲ့ရှင်ကျေးမှုနဲ့ယုံကြည်မှုတွေကိုမပြတ်မှားဖို့ပါအရာအလုံးကတိပန်နီများစွာနဲ့ရှင်းပြလို့မရနိုင်တာမျိုးလဲရှိတန်နိုင်မူလားနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲဘေးကင်းတဲ့ညတညချက်ပါစေနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ